မင်္ဂလာပါကျွန်တော်ဒီနေ့စိမ့်လန်းဆိုပြီးပန်းရံမှာပေါ့နော်ဒီမှာပြုလုပ်တဲ့မြန်မာ traditional food မြန်မာရိုးရာတစ်ဖက်ပွဲတော်ကိုကျွန်တော်သွားနေတာဖြစ်ပါတယ်ဒီပွဲမှာပေါ့နော်ဘလို့ခင်းကျင်းပြသထားမယ်ဘာတွေပါမလဲဆိုတာကိုကျွန်တော်နဲ့တူတွက်ကြည့်ရအောင်ပါဒီပွဲလေးကတော့ဒါ17ရက်နေ့ကနေ14ရက်နေ့ထိကျင်းပပြုလုပ်မှာလို့သိရပါတယ်ဘာတန်းဝင်ဝါနေပြီးတော့เนาะစပြီး store တန်းတွေကိုလျှောက်သွားတာတော့တကယ်ကို festival vibe ရပါတယ်ဒီလက်ဖက်ပွဲတော်မှာပေါ့เนาะ brand မျိုးစုံကဒီလက်ဖက်ဆိုင်တွေလည်းအများကြီးပါဝင်ထားတယ်လို့သိရပါတယ်လက်ဖက်ဆိုတာကတော့မြန်မာလူမျိုးတွေအတွက်ကတော့ဒါအရန်ကြိုက်ကြတဲ့အစားအစာတစ်မျိုးပါဒါအိမ်တိုင်းကိုသွားလဲပြီးဆိုရင်ပေါ့เนาะလက်ဖက်ရယ်ပြီးအကျော်စုံလေးရယ်ဒါလက်ဖက်ချောင်းနဲ့ပြုတ်လုပ်ထားတဲ့ဒီရေနွေးချမ်းရယ်ပေါ့เนาะအဲ့ခံကြတယ်ဆိုတာဒါဒလိထုံတန်းအစင်လာဖြစ်ပါတယ်နောက်ပြီးဒီလက်ဖက်ကိုပဲပေါ့နော်ဒါမင်္ဂလာပွဲတွေအခမ်းပွဲတွေဒါအလှူတွေမှာလဲပေါ့နော်ဒါမဖြစ်ပါဒါကြောင့်မို့ပေါ့နော်ဒါဒီလက်ဖက်ပွဲတော်ကိုပြည်တော်စုနေနဲ့တိုက်ဆိုင်ခြင်းမှာဒါလဲဒါအထိပ္ပယ်ရှိတယ်လို့ကျွန်တော်ထင်ပါတယ်ဒီမှာ station တစ်ခုလဲထားပြီးတော့ပေါ့နော်အမေးပြေ session လေးတွေလဲဒါပြုလုပ်ပေးမယ်လို့သိရပါတယ်လက်ဖက်နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမေးပြီးတော့ပေါ့နော်ဖြေနိုင်တဲ့သူတွေကိုဒါဆုလက်ဆောင်ပေးမယ်လို့လဲသိရပါတယ်ပွဲရတော့ဒီအင်ရကန်ပေးမှာလုပ်ထားတာဆိုတော့ဒီလေယာလဲအေးလေးတိုက်ပြီးတော့ view ကလည်းရမ်းလှပါတယ်ဒီမှာတော့လက်ဖက်ဆိုင်တွေအများကြီးပဲခင်းထားပါတယ်ရိုးရလက်ဖက်တုပ်ကနေစပြီးတော့နော် modern style လက်ဖက် menu တွေလည်းအစုံရှိပါတယ်လက်ဖက်မှာတော့အချို့ရဲ့အစိမ့်ရဲ့အဖန်ရဲ့အဆက်ရဲ့ဆိုပြီးတော့၄မျိုးခွဲခြားထားတယ်လို့သိရပါတယ်store တွေမှာပေါ့နော်လက်ဖက်တုပ်ကိုဒါအမြည်ကြီးလေးတွေချကျွေးထားပါတယ်တချို့ကတော့ချူချင်းလေးတွေပေါ့နော်တချို့ကလည်းဆက်ကလေးပေါ့နော်တချို့ brand တွေကတော့ packaging လှလေးတွေနဲ့ display လုပ်ထားတာကြောင့်ဒီဓာတ်ပုံရိုက်ဖို့လည်းဒါအရင်လှပါတယ်တချို့ store တွေမှာတော့ဒီလက်ဖက်တုပ်ကိုပေါ့နော် classic style လေးတွေဒီတချို့ကတော့ဒီလက်ဖက်ကို fashion style လုပ်ထားတဲ့ menu အသစ်တွေလည်းတွေ့ရပါတယ်ဒီလက်ဖက်ပွဲတော်လိုပွဲမျိုးကတော့ဒါကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုကိုပြန်လည်အမှတ်ရစေပါတယ်ဒီအထူးသဖြင့်ပေါ့နော်ဒါလူငယ်တွေရဲ့လက်ဖက်နဲ့ပတ်သက်တဲ့အရေးပါမှုကိုလည်းဒါသိလာစေတာပေါ့နော်ဒါ traditional food ကို modern festival style နဲ့ပြန်လဲဒါတင်ဆက်ပေးနိုင်တာလည်းဒါကောင်းပါတယ်ကျွန်တော်လည်းဒီ store တချို့တွေမှာပေါ့နော်ဒါအမြီးတွေလည်းလိုက်ပတ်စားပြီးတော့ဒါလက်ဖက်တချို့လည်းကျွန်တော်ဝယ်ခဲ့ပါတယ်ကျွန်တော်တို့ကတော့ဒီပွဲလေးရပါတော့ဒါ food festival တခုတည်းမဟုတ်ဘဲနဲ့ community event လိုမျိုးလည်းဖြစ်ပါတယ်ဟုတ်တာပဲကျွန်တော်စိုက်တဲ့ဒီများလို့ဆိုပါဗျာ။ပေါင်းဝင်တဲ့လူမျိုးကျွန်တော်တော့ဒီဖက်တော်ဒီမှာပေါင်းဝင်လို့ပြောပါဒါဒီမှာဆိုရင်ပေါ့နော်ဒါအမေးပြေပွဲလေးဒါအစတော့မှာပါဒီမေကွန်းတွေကတော့ဒါလက်ဖက်နဲ့သက်ဆိုင်နေပေါ့နော်လက်ဖက်ရဲ့သမိုင်းကြောင်းတွေလက်ဖက်ထုတ်လုပ်တဲ့ဒေတာတွေဒါလက်ဖက်အမျိုးအစားတွေကိုဒါမေးမှလို့သိရပါတယ်ဒါပေမဲ့ဘယ်ခေတ်ကနေစားခဲ့တာလဲဒါ state ပေါ်မှာဆိုရင်တော့ဒါ MC ကဒါအရန် active ဖြစ်ပြီးတော့ပေါ့နော်ဒါ audience နဲ့ interaction ကောင်းလုပ်နိုင်ပါတယ်ဒီအချိန်မှာပဲလူတိုင်းအားလုံးကပေါ့နော်ဒါတူညီတဲ့စိတ်လှုပ်ရှားမှုတွေရတယ်ပြီးတော့ပျော်ရွှင်မှုတွေကိုလည်းဒါခံစားရစေပါတယ်နမ်ဆန်ဒေတာအတွက်ရှိတဲ့လက်ဖက်ဖြစ်ပါတယ်နမ်ဆန်ဒေတာကထွက်ရှိတဲ့လက်ဖက်ဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့လက်ဖက်ဖြစ်ပါတယ်ခင်ဗျာဒီမှာတိုင်းရင်းသားမုတ်ဈေးတန်းလေးလည်းရှိတယ်ဗျဘာတွေရမလဲလို့ကျွန်တော်ဆင်းကြည့်လိုက်ပါအောင်မယ်ဒီဆိုင်လေးကတော့ခေါ်ပုတ်တို့တူဘူးတို့ငပြောဘူးပေါင်းတို့ရောင်းတဲ့ဆိုင်လေးပါဒီဆိုင်လေးကတော့ဒါမြန်မာမုတ်ဆိုင်ပေါ့နော်
အခုမှဒါစလုပ်နေတော့ရှိပါသေးတယ်နေ့လယ်လောက်မှရမယ်နဲ့တူပါတယ်ဒီဆိုင်မှာတော့ကျွန်တော်မုတ်လက်ဆောင်လေးဝယ်တောက်ခဲ့ပါတယ်အညာမုတ်လက်ဆောင်လေးပါမုတ်လက်ဆောင်ကတော့ကျွန်တော်တောက်နေကြမုတ်လက်ဆောင်နဲ့မတူဘူးဗျဒီမုတ်လက်ဆောင်ကနန်းတောင်းလေးထည့်ပေးတယ်ဗျတော့လေသူ့အောင်မှာဘာမှနှစ်ခွက်တယ်မယ်ခွက်တယ်ကဲဒီပိတ်ရက်တွေမှာအင်းအားဘက်ကိုရောက်ခဲ့မယ်ဆိုရင်ပေါ့နော်စိန်လန်းစုပြင်မှာကျင်းပနေတဲ့ဒီလက်ဖက်ပွဲတော်ပေါ့နော်ဝင်ကြည့်ဖို့အကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေတဲကပေါ့နော်ဒါကျွန်တော်ပြောခဲ့တဲ့လက်ဖက်၄မျိုးတွေကပေါ့နော်ကိုကြိုက်တဲ့တစ်မျိုးကိုဒါကွန်မန့်မှာရေးပေးခဲ့ပါအောင်ဗျဆုံးဖြတ်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်